ကိုဆရာနံပါတ်5ကိုပြမယ်နော်ရစ်တာတော့ခုနလိုပဲရစ်တာပဲ3လေးလိုပဲရစ်တယ်နော်ဆရာဒီမှာရစ်လိုက်တယ်ဆရာဖမ်းလိုက်တဲ့အခါကျတော့ဆရာတို့လက်ပြန်ဒီလိုဖမ်းသွားမှာသူလက်ကောက်ပဲသူလက်ကဒီလိုရှိရဆိုရင်အဲ့လက်ကိုဆရာတို့ဒီလိုဖမ်းလိုက်ရစ်ပြီးတော့ဒီလိုဖမ်းလိုက်ပြီးဆရာတို့ရှေ့တက်လိုက်ပြီးတော့သူတတောင်ဆွဲညှက်ပိုက်လိုက်ပိုက်လိုက်တဲ့သူပါတဲ့အခါမှာလက်ကောက်ရဒီလိုခောက်ပြီးကျန်နေဖမ်းထိန်ချုပ်လိုက်မရစ်လိုက်တယ်ဆရာတို့ဒီမှာလက်ပြန်ကင်လိုက်တယ်လက်ပြန်ကင်ပြီးရှေ့တက်ပြီးရတဲ့တတောင်ဆွဲယူလိုက်တာသူကတ်ကြတာအောက်ကြတာပြီးတော့မှဒီကခောက်ချလိုက်ပြီးတော့ဒီမှာဖမ်းထိန်လိုက်ခါတိုင်းလိုပဲဆရာတို့ဒီလိုရစ်လိုက်တယ်ဒီမှာကြာဆရာတို့ဒီလက်ကဒီလိုလက်ပြန်ကင်လိုက်ဒီလားအဲ့ဒီကင်တဲ့အခါဒီလက်မလေးကဒီလက်ဒီနေရာမှာနော်လက်မလေးကဒီနေရာဒီကဒီလိုယူမှာဆရာတို့ဒီမှာရှေ့တက်လိုက်တယ်တက်တာနဲ့သူဒီတတောင်ဒီလိုဆွဲညှက်လိုက်တာကိုစီကိုညှက်လိုက်တဲ့အခါမှာဒီကခောက်ထားတဲ့အခါမှာဒီမှာဆရာတို့ဒီကလည်းကူပြီးတော့ဒီကလည်းဖိတယ်ဒီလက်ကလည်းဖိတယ်ဒီကလည်းကူပြီးဒီလိုကင်ပေးရအောက်ကိုဒီလိုဆွဲချပေးရမယ်ဒါမှလက်ကောက်ဝယ်ထင်မှာအခုဆရာတို့ပြနေတဲ့လက်ကောက်ဝေးခြုံနည်းတွေပဲเนาะအဲ့တော့ဒီမှာရစ်လိုက်တယ်ရစ်ပြီးဒီကလက်ပြန်ကန်လိုက်တယ်မရှေ့တက်လိုက်ဒီတတောင်းဒီလိုဆွဲကိုပဲကိုကတ်လိုက်ကတ်တော့ဒီကခောက်တဲ့အခါမှာဒီလက်ကဒီကနေယူပြီးတော့ကိုဖိပေးရကိုဒီမှာကတ်ထားမှာเนาะကိုဗီဒီယိုဖိပေးရအဲ့တော့ဒီအခရာကဒီမှာဆရာတို့ဒီမှာဖိထားလိုက်ကတ်သွားတာပဲဒီကနေကိုပြီးအောက်ကနေတို့လှမ်းဖိခြင်းအပြင်ဒီနေရာလေးမှာဆရာတို့ဒီလက်ကိုတတိတာเนาะရှင်းမယ်လက်ပြန်ကိုင်းတက်မဟုတ်ညချစ်တက်ဖိခောက်ဟုတ်တယ်ရှင်းလိုက်မယ်လက်ပြန်ကိုင်းညချစ်တက်ခောက်ဖိရှင်းလိုက်ညချစ်တက်ခောက်ဖိရှင်းလိုက်လက်ပြန်ကိုင်းတက်ခောက်ရှင်းလိုက်လက်ပြန်ကိုင်းတက်ခောက်ဘာလို့